Good morning ပါရှင်ဒါကတော့မချင်းဖြူကြောပါအော်ဒါမှာထားရင်ထက်ချက်တာပါမီးမပြည့်ခင်ကျမအရင်ထားရပါတယ်သူတို့ကတပွဲရကြောချက်တပွဲရရိုးကြောပေါ့နော်ဒါလေးကတော့မြစ်ချမောင်ကျော်အော်ဒါမှာထားလို့ပါရှင်မြစ်ချမောင်ကျော်ကတော့ဒီလိုလိုမျိုးအော်ဒါမှာကြပါတယ်အရန်စားကောင်းလို့ပဲအော်ဒါမှာလာထင်တာပဲအပတ်တိုင်းမှာကြတယ်ပေါ့နော်ဒါမနေ့ကဝယ်လာတဲ့ကျမရဲ့ဒေဦးအတိကလေးပါရှင်အမလီဒီဒေဦးလေးကအရန်ကောင်းတယ်ကျမအရန်ကြိုက်တယ်ဈေးကလည်းရှက်အရန်ကောင်းဈေးကလည်းရှက်ကောင်းလို့အိုးကလည်းရှက်ကောင်းတယ်စီလေးလုံးဝမကပ်ဘူးအဲ့ဒီတော့ဟင်းပွဲကရုပ်လုံးလဲလာတယ်ထွက်လာတဲ့ဟင်းကလည်းကိုလိုချင်းတဲ့ပုံစံလေးအတိုင်းရတော့ဒီလိုကိုလိုချင်းတဲ့ဒေဦးကိုရင်းရတာပေါ့နော်ဟင်းပွဲလက်လက်လေးလိုချင်းပစ္စည်းလက်လက်လေးတွေပစ္စည်းကောင်းကောင်းလေးတွေတုံးရပါတယ်ရှင်အဲ့ဒါလာပြောပြတာကျမချမ်းသာကြပါစေကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေနော်